Hello post မတင်တာကြာပြီဖြစ်တဲ့အတွက် sorry ပါဒီဗီဒီယိုကို Facebook တို့ YouTube တို့ကနေကြည့်နေတဲ့သူတွေအတွက်ဆိုရင်တော့ပထမဆုံးဗီဒီယိုဖြစ်ပါလိမ့်မယ် TikTok ကနေကြည့်နေတဲ့သူတွေအတွက်ကတော့ welcome back ပါ Okay ဒီနေ့က Nothing ရဲ့ brand အခွဲဖြစ်တဲ့ CMF brand အကြောင်းကိုပြောမှာဖြစ်ပါတယ်Nothing ရဲ့ CEO ခါဖိုင်ကသူ့ရဲ့ Nothing brand ထက်ဈေးသက်သာတဲ့ brand ကိုထပ်ပြီးတော့ထုတ်ချင်ခဲ့တာအဲ့ဒီထပ်ပြီးထုတ်ချင်ခဲ့တဲ့ brand ကနေ CMF brand ဆိုပြီးတော့ဖြစ်လာခဲ့တယ် CMF brand က Nothing ထပ်ပို့ပြီးတော့ budget ဖြစ်တယ်ဒါပေမဲ့မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ budget ဖြစ်မှလည်းတော့မထင်ဘူးပေါ့ CMF brand ကနေပြီးတော့ CMF ပုံး1ဆိုပြီးတော့စပြီးတော့ကြီးညာခဲ့တယ် CMF ပုံး1က Nothing ကထုတ်တဲ့ Nothing A series တက်ပို့ပြီးတော့ budget ဖြစ်တဲ့ series ပေါ့ design ပိုင်းမှာလည်းထူးခြားအောင်ဆိုပြီးတော့ accessory ကိုဖြုတ်လို့တက်လို့လွယ်အောင်လို့ဆိုပြီးတော့ဖန်တီးပေးလိုက်တယ်တော်တော်လေးအောင်မြင်ခဲ့တယ်ပြောရမယ်အဲ့လိုနဲ့ CMF brand ကနေပြီးတော့ accessory တွေကိုထပ်ပြီးတော့ထုတ်လုပ်ခဲ့တယ် earbuds headphone တွေပြီးတော့ watch တွေသူ့ရဲ့ accessory သူထုတ်ခဲ့တဲ့ accessory တော်တော်များများလည်းအောင်မြင်မှုရှိခဲ့တယ်အဲ့လိုနဲ့ပဲ CMF ကနေပြီးတော့ CMF Phone 2 Pro ဆိုပြီးတော့နောက်ထပ် generation တစ်ခုကိုထပ်ပြီးတော့ထုတ်လုပ်ခဲ့တယ်CMF Phone 1 တဲ့ CMF Phone 2 Pro က design ပိုင်းလည်းပိုလှသလို SoC ဘိုင်းမှာလည်းအများကြီးအားသာခဲ့တယ်။ဒါပေမဲ့ CMF Phone 2 Pro က budget ဘက်ကိုတော့တိတ်ပြီးတော့မသွားခဲ့ဘူး။နည်းနည်းလေးဈေးများခဲ့တယ်ပေါ့။မြန်မာနိုင်ငံအတွက်အနေနဲ့ဆိုရင်တော့လည်းပြောမနေနဲ့တော့ပေါ့။ CMF Phone 2 Pro ကသူကြီးညာပြီးရဲ့နောက်ပိုင်းမှာအောင်လဲအောင်မြင်ခဲ့တယ်။လူပြောလဲများခဲ့တယ်။ဒါပေမဲ့တိတ်ပြီးတော့ရောင်းအားကောင်းခဲ့ပုံမရဘူး။ CMF Phone 2 Pro ထွက်ပြီးတိတ်မကြခင်ပါပဲNothing ရဲ့ CEO ခါပိုင်ဘက်ကနေပြီးတော့ဒီ CMF brand ကနေပြီးတော့ဖုန်းတွေကိုထုတ်လုပ်တာရပ်ဆိုင်းသွားမယ်ဆိုပြီးတော့ကြေညာခဲ့ရတယ် CMF ကနေဖုန်းတွေကိုပဲထုတ်လုပ်တာရပ်ဆိုင်းခဲ့တာဖြစ်ပေမဲ့ accessory တွေနဲ့ပတ်သက်ပြီးတော့ရပ်ဆိုင်းမှာမဟုတ်သေးဘူး accessory တွေကိုတော့ထပ်ပြီးတော့ထုတ်လုပ်သွားအောင်ပါ CMF brand ဘက်ကနေဖုန်းထုတ်လုပ်တာရပ်ဆိုင်းလိုက်တာက Nothing brand ဘက်ကိုပို့ပြီးတော့အားဆိုင်ချင်လို့ထင်ပြီးတယ်။ဘာလို့လဲဆိုတော့ CMF ဘက်ကနေဖုန်းတွေထုတ်လုပ်တာရပ်ဆိုင်းလိုက်ပြီးတဲ့ကြီးညာပြီးတဲ့နောက်မှာ Nothing ဘက်ကနေ budget သူ့ရဲ့ budget series ဖြစ်တဲ့ A series ထက်ပိုပြီး budget ဖြစ်တဲ့ Nothing Phone 4B ဆိုတဲ့ budget series ကိုထုတ်ဖို့ပြောခဲ့တယ်။ Nothing ကထုတ်တဲ့ဒီ B series ပေါ့သူတို့ပြောတဲ့အရာဆို B series တွေက A series ထက်ပိုပြီး budget ဖြစ်မယ်လို့ခန့်မှန်းရတယ်။အခုထုတ်မဲ့ Nothing Phone 4B ကလည်း CMF ဖုန်းတွေရဲ့အစားထိုးဖြစ်လာနိုင်မလားဆိုတော့စောင့်ကြည့်ရမှာပဲဆိုတော့မြန်မာနိုင်ငံမှာလည်း Nothing က official ဝင်တာဆိုတော့ Nothing brand ကိုကင်ထားတဲ့သူတွေအနေနဲ့ရောNothing phone brand ကိုကင်ရတာကျင်းနေအားရမှုရှိရလားဆိုတော့ကိုပြောပြပေးသွားကြပါဦးဒီလောက်ပါပဲ